အမကဘာလုပ်တာလဲ မရုပ်ရှင်တရုပ်ဆောင် ဟာဒါဆိုကျွန်တော်ရုပ်ရှင်မင်းသမီးနဲ့ခင်ခွန်းရနေတာပေါ့နော် အော်မင်းသမီးတော့လည်းမဟုတ်ပါဘူးဒီလိုပဲကိုကဝါသနာပါတာနဲ့လေအကူညီလာတောင်းလို့ရှိရင်တော့ကူညီပေးဖြစ်တဲ့သဘောမျိုးပါကွတ် ချစ်စမ်းမောင်ပါဟုတ်အမကျွန်တော်ကိုချစ်စမ်းမောင်လို့မခေါ်ပဲမောင်လို့ခေါ်လဲရတယ်လေဟုတ်ကျွန်တော်ကလည်းအမကိုမလို့ခေါ်မှာပြီနော် ရပါတယ်မောင်ကဘာလို့လုပ်တာလဲ ကျွန်တော်ရဲ့အလုပ်ကံကိုမေးရင်ကျွန်တော်လက်စုပ်လက်ကံပြနိုင်မှာပါပြပြ ဟမ် အော်ဟိုဒီလိုပါဟုတ်ကျွန်တော်တငယ်ချင်းရဲ့လုပ်ငန်းတွေမှာ share တွေထည့်ထားလေအဲ့တော့လာကုန်ပြီဆိုတာနဲ့ရတဲ့အမြင့်ငွေတွေကျွန်တော်လာပေးလို့ရှိတယ် အော်အဲ့လိုလားကောင်းတာပေါ့ ဒီခုပြသနေသောအစီအစဉ်ကိုပြုံးပလေးတွေနဲ့ပြန်လည်ကြည့်ရှုနိုင်ပါသည်